ပထမဆုံးအနေနဲ့ကျွန်တော်ဖေးမလေးအသိဆိုကိုကျေးဇူးများကြီးတင်ပါတယ်တကယ်ကိုကျေးဇူးများကြီးတင်ပါတယ်အခုလက်ရှိမှာဥဆောင်ပြီးပြုနေကြတဲ့ပုဂ္ဂိုလ်များဟာဆိုရင်လည်းကျွန်တော်ဆရာသမားတွေပဲဖြစ်ပါတယ်ဒီလောကကိုအများကြီးဆုံးရှုံးပြီးပေါ့အများကြီးတိုးတက်အောင်ဆက်ပြီးတော့ဥဆောင်ပေးပါဦးကျွန်တော်ဒီဇက်တပင်ကိုချစ်တယ်ဇက်တပင်ကိုမျက်နှိုးတာဖြစ်တဲ့အတွက်ဇက်တပင်လောကတယောက်အနေနဲ့ဇက်တပင်လောကတိုးတက်ဖို့အောင်မြင်မှုဆိုရင်ဘယ်တော့ဘယ်နေရာကဖြစ်ဖြစ်ပါဝင်ဖို့အလုံးလုံးကင်ဖို့နေရတဲ့အစဉ်သက်အနေထားမှာရှိပါလေဒါလေးပြောချင်ပါတယ်ကျွန်တော်မြင်ပြီးတော့လောကအကောင်းကျိုးကိုပြုမယ်တည်ဖို့မယ်ဆိုရင်တော့အစွဲတွေပမာဏတွေဒါတွေကိုထားခဲ့ဖို့လိုမယ်လို့တော့ကျွန်တော်မြင်ပါတယ်ကျွန်တော်အခုပြောတာကတတိပုဂ္ဂလအောင်မြင်ရေးထက်လောကကောင်းကျိုးလက်ရှိဖြစ်နေတဲ့ကြရဲ့အတိုင်းတွေအကြောင်းပါတဖြည်းဖြည်းနဲ့အကြီးတန်းလာတယ်လို့မြင်ရလို့ပါတကယ်တော့အားလုံးစိတ်ဝင်စားမှုမြင့်တက်နေတဲ့အချိန်မှာဒီထက်ပိုပြီးလှပတဲ့ဗန်ဥယျာဉ်ကြီးဒီထက်ပိုပြီးတော့တိုးတက်တဲ့လောကကြီးအောင်မြင်တဲ့လောကကြီးစီကိုဆက်သွားဖို့အတွက်လမ်းကူးလက်ဖြစ်နေလို့လေကျွန်တော်ဒီလိုမျိုးလေးတောင်းဆိုတာပါဒါတွေအားလုံးကတူတယောက်တည်းပြုလုပ်လို့လည်းမရပါဘူးအားလုံးစုဖွဲ့ပြီးတော့ဒီလောကမှာရှိတဲ့လူတွေအင်အားနဲ့ကျွန်တော်တို့ဆက်ပြီးတော့တောပါလာရင်ရောက်မှာဖြစ်ပါလေအဲ့တော့လိုက်ပါမယ်ကျွန်တော်တို့လိုက်မယ်ဒီလောကကြီးလှဖို့အတွက်ဒီလောကကြီးဘူပြီးတိုးတက်ဖို့အတွက်လိုက်ပါမယ်လုပ်ကြပါတို့ပေမဲ့ကျွန်တော်ဉာဏ်ရည်နဲ့ကျွန်တော်စဉ်းစားသမျှကျွန်တော်ဉာဏ်ရည်လောက်ပဲကျွန်တော်စဉ်းစားတာတွေးကြည့်တာပေါ့လေဒီလိုမျိုးဆိုရင်ဒီလောကအတွက်သွားကြမယ်ဆိုရင်တော့မမာနတွေအဲ့ဒါဆွဲတွေပုတ်ကိုဆွဲတွေထားခဲ့ဖို့လိုပါမယ်လို့တော့ကျွန်တော်မြင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ဒါကလက်ရှိမှာလည်းမြင်နေရတဲ့အရာတွေကကျွန်တော်ဝမ်းနဲ့ဆရာစကားပြောတာတော့မဟုတ်မြင်နေရတဲ့အရာတွေကမကောင်းဘူးပေါ့နော်မကောင်းလို့ကျွန်တော်မြင်ပါတယ်ဘာလို့ဆိုတော့အလောက်လှပတဲ့လောကကြီးကတောင်းလှပကျွန်တော်လည်းဆက်ဆက်နေတဲ့လောကကြီးရှိတယ်တိတ်ဝမ်းသာတာပဲကြောက်တော့ရင်တော့တို့လောကရှိမှကြောက်တော့ပြီဝမ်းသာစိတ်ဆက်ကြိုးစားကြတော့ဆက်သွားကြဒီလောကဆက်သွားဖို့အတွက်ဒီလောကထဲမှာရှိတဲ့လူတွေကျွန်တော်တို့ပုဂ္ဂိုလ်တွေကကောင်းတဲ့ရည်ရွယ်ချက်ကောင်းတဲ့စိတ်ခံစားချက်တွေထားပြီးတော့အကောင်းမြင်စိတ်တွေနဲ့တော့မှရမှာပါအဲ့တော့ဥဆောင်ပြီးပြုကြမဲ့သူတွေဥဆောင်ပြီးပြုကြပါကျွန်တော်တော့အများကြီးရှိပါတယ်ကျွန်တော်ဆန္ဒကျွန်တော်တတိပုဂ္ဂလသဘောဆန္ဒတော့တော့ချင်ပါတယ်ဒီချက်ကိုတော့ချင်ပါဘာလို့ဆိုဥဆောင်နိုင်တဲ့သူတွေလည်းရှိတယ်ဆော့ရှော့ပေးမဲ့တပင်ရဲ့